2016ကိုရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့လောက်ငွေခွင်ဟာအခုထက်ပိုပြီးပြောလင်းမှုတွေမြတ်လာမှာဖြစ်ပါတယ်။အဲ့ဒါတွေပိုကောင်းလာမယ်။နိပညာတွေပိုပြီးများလာမယ်။အလားလောက်တဲ့ပုံစံတွေကလည်းပိုပြီးမြန်ဆန်လာမှာဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါမှာကိုကကြံရည်နေခဲ့တာမဟုတ်ပဲ။ခင်းတဲ့အမိလိုက်နိုင်ဖို့ဆိုရင်လောက်ငွေခွင်မှာတကယ်တန်ဖိုးရှိတဲ့လူတွေဖြစ်လာဖို့အတွက်ဆိုရင်ဒီနေ့မျှဝေပေးတော့မယ့်အချက်၃ချက်ကအရင်ကအရေးကြီးပါတယ်။ဒီတော့အဲ့ဒီအချက်၃ချက်ကိုဘယ်လိုပြင်ဆင်ရမလဲ။အဲ့ဒီအချက်တွေကဘာလို့လဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့အန်ကိုကြောက်နေမိအစားအန်ကိုခန့်တတ်တဲ့ site ရှိပါပထမဆုံးကအန်ကိုကြောက်နေမိအစားအန်ကိုကိုယ့်ရဲ့လက်ထပ်တရားလိုအသွင်ရှတတ်ဖို့ site လိုအပ်ပါတယ်2016မှာအန်ကကျွန်တော်တို့ရဲ့အလောက်ကိုလို့ယူတယ်ဆိုတာတဲ့အန်ကိုခိုက်တတ်တဲ့လူတွေကပဲကျွန်တော်တို့ရဲ့အလောက်ကိုအစားထုံဝင်ရမှာဖြစ်ပါတယ်ဒါကြောင့်ပဲဒီပညာတွေတွေကိုစံသားဖို့ကိုမကြောက်ပါနဲ့ဒါကိုအန်သုံးပြီးပူပြီးများအောင်လုပ်မလဲဆိုတဲ့စိတ်ဆက်ပုံမျိုးအမြင်ရှိနေဖို့လိုအပ်ပါတယ်နံပါတ်2အရှင်းနေကတော့လူသားဆန်တဲ့အရေးရှင်တွေကိုတန်ဖိုးထားပါဒုတိယအရှင်းနေကတော့လူသားဆန်တဲ့အရေးရှင်တွေကိုတန်ဖိုးမြင့်တင်ထားဖို့လိုအပ်ပါတယ်ဒီနေ့ကနိပညာတွေဘလောက်ပဲတိုးတက်လာပါစေပူပြီးရှောက်တဲ့ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းတွေမှာအရန်တွေကလူသားတွေကိုမရှိနိုင်သေးပါဘူးလောက်ပေါ်ကမ်းမဲ့တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတိဆောက်တာကောက်စမုံပေးနိုင်တာတွေက2026ရဲ့အဖို့တန်ဆုံးစကိတ်တွေဖြစ်လာမှာသိရှိပါတယ်နံပါတ်3စကိတ်တစ်ခုတည်းမှာရမ်းနေတတ်တဲ့ site နောက်ဆုံးအချက်အနေနဲ့ကတော့အရေးရှင်းတွေကိုတစ်ခုတည်းပို့ပြီးပေါင်းစပ်တတ်တဲ့ site ရှိဖို့လိုအပ်ပါတယ်အရင်ကတော့ကိုကဘာသာရေးတစ်ခုမှာတုံနေုံနဲ့မလုံလောက်တော့ပါဘူးဥပမာကိုကဈေးကန်တယောက်ဆိုရင်ဈေးတင်နေရုံမဟုတ်ပါပဲdata ကို analysis လောက်တာမျိုး marketing သမားဆိုရင်နေပညာကိုပို့ပြီးနားလေတာမျိုးမျိုးကိုပေါင်းစပ်ပြီးလောက်နိုင်မှသာလေရင်ကိုကလောက်ငါခွေမှာအခွင့်အလမ်းတစ်တွင်ပို့ပြီးပိုင်ဆိုင်ရမှာဖြစ်ပါတယ်လောက်ငါခွေဆိုတာကဝင်ငွေရဖို့တင်တခုမဟုတ်ပါဘူးကိုလေးပို့တိုးတဲ့လူတွေရဖြစ်လာအောင်လောက်ဆောင်ရမယ့်နေရာတစ်ခုလေးဖြစ်ပါတယ်မိုက်ဆွေလေးပဲ2026မှာအောင်မြင်တဲ့ကရိယာပတ်ရှင်တယောက်ဖြစ်လာဖို့အတွက်ဆိုရင်အခုတွေကဒီ site ထားတဲ့နေပြင်ဆင်လိုက်ရအောင်ပါ